အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ setting နှစ်ခုဖွင့်လိုက်တာနဲ့ခင်ဗျားတို့ရဲ့စုပ်ပြတ်တတ်နေတဲ့ဖုန်းကတီတီတတိုင်းပေါ်ပါသွားစေမယ်လွယ်လွယ်လေးလုပ်လို့ရမယ်နီလန်းနှစ်ခုပြောပြပေးသွားပါမယ်ဒါဆိုရင်အချိန်လေးမဆွဲဘဲနဲ့ကျွန်တော်တို့တွေစားလိုက်ရအောင်နော်ဒါဆိုရင်ခင်ဗျားတို့ဖုန်းထဲမှာရှိတဲ့ setting တွေကိုဝင်လိုက်ပါဟိုအဲ့ဒါဝင်ပြီးသွားလို့ရှိရင်တော့အပေါ်ဆုံးနားမှာပြတဲ့ about phone တွေကိုဝင်ပြီးမှနည်းနည်းဆွဲချလိုက်ပြီးရင် detail inform and space ဆိုတာရှိတယ်အဲ့ဒီကောင်ထဲကိုဆက်ဝေပြီးမှအပေါ်မှာပြထားတဲ့ OS version ကို9ချက်တိတိခောက်ပါခောက်ပြီးရင်ဒီနေရာမှာခင်ဗျားတို့ရဲ့ lock screen passport ကိုတောင်းနိုင်မှာပေါ့နော် okay ထည့်ပြီးသွားလို့ရှိရင်တော့ next ကိုထည့်နှိပ်လိုက်ပါအရင်မလုံးနဲ့ပေါ့နော်ဒီနေရာမှာကျွန်တော်တို့ဒါပထမဆုံးတစ်ဆင့်ပဲရှိသေးတယ်နောက်တစ်ဆင့်ကိုကျွန်တော်ထပ်ပြပေးမှာပေါ့နော်โอเคအဲ့ဒီအဆင့်ပြီးသွားလို့ရှိရင်တော့ setting ရဲ့ search bar မှာ developer ဆိုမှရိုက်ရှာလိုက်ပြီးရင် developer option ထဲကိုဝင်လိုက်ပေါ့နော်โอเคဝင်ပြီးသွားလို့ရှိရင်တော့အောက်ကိုနည်းနည်းလေးဆွဲချလိုက်ပေါ့နော်အဲ့လိုဆွဲချလိုက်လို့ရှိရင်တော့ဒီနေရာမှာ window animation scale ကို off လုပ်လိုက်ပေါ့နော်ပြီး transition animation scale ကိုလည်း off လုပ်လိုက် animator duration scale ကိုလည်း off လုပ်လိုက်ပေါ့နော်ဒါဆိုရင်တော့ခင်ဗျားတို့ရဲ့စုပ်ပြတ်တက်နေတဲ့ဖုန်းကငကူထက်90ဆလောက်ပိုပြီးမှတွက်လက်မြန်ဆန်လာမှာပေါ့နော်ဒီထက်တွက်လက်ချင်တယ်ဆိုရင်တော့ခင်ဗျားတို့ရဲ့စုပ်ပြတ်တက်နေတဲ့ဖုန်းကိုအမိုက်တောင်းထဲကိုလွန်ပြလိုက်ပြီးလို့ရှိရင်တော့အစ်စ်ကိုတော့ဝယ်လိုက်ပေါ့နော်ဒီနေ့ရဲ့ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ် channel လေးကိုလည်း subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လုပ်ထားပေးဖို့အတွက်မမေ့ကြပါနဲ့လို့တောင်းဆိုချင်ပါတယ် bye bye